မင်္ဂလာပါရှင်ဒီနေ့သမင်းစားမှာကတော့ဒီမှာငပိကျိုလေးကိုကျွတ်သွန်ချူလေးမျိုးဒီဇိန်ဖောင်းထည့်ပြီးကြက်မုတ်လေးနဲ့ထည့်ရပါတယ်ဒီကျိုကျက်ဒီမှာဆိုတော့ပြီးရင်တော့ဒီမှာကြက်သားနဲ့အာလီလေးပါရှင်အိမ်ချက်တော့မဟုတ်ကိုဟာကိုချက်တာပေါ့နော်โอ้ဆယ်ပဲတော့အရေတောက်ချမောင်ရဲ့မြင့်ရဲ့โอ้ဆယ်ကောင်းခါမှတကယ်ချင်းနေသမင်းစားဖို့လာမှာပေါ့နော်အဲ့ကြောင့်မို့ဟင်းနဲ့အများကြီးချက်တာပါလားတကယ်ချင်းနေမလာခင်ကိုရင်ဆွဲဟိုရလေဒီကြိုက်တယ်မှာဆိုတော့လည်းအချင်းလေးဆက်ကောင်းဒီမှာလည်းဒီပဲအရင်ကြိုက်တယ်ကျမချက်ရတာလေနည်းနည်းတော့ဖဲ့လို့ရတယ်တပညာတော့ကုန်းပြီးတော့တကယ်ချင်းလိုက်ဆက်စားအောင်မှာမို့လို့ဒီနေ့ကတော့ဒီလောက်ပဲဆက်ပြပါမယ်ရှင်